ပွဲတော်စတင်ချိန်မှာတော့တိုင်းပြည်ရဲ့ဂုဏ်သတင်းရှိလူကြီးမင်းများကမိထွန်းပွဲတော်ကိုပို့ပြီးစီကားစေဖို့ကြပြပြိုင်ပွဲစတင်ကျင်းပလိုက်ပါတယ်။ဒီနေ့ပန်းပွဲတော်မှာကြပြဆက်ပြီးရှင်ပြိုင်ကြစို့အကောင်းဆုံးကြပြဆက်နိုင်တဲ့တခင်မလေးကိုရတနာကြောက်စိမ့်ရူရီကိုစုအဖြစ်ပေးအပ်မယ်။အိုးတခင်မလေးရွေချင်းဟဲရဲ့ကြပြကတကယ်ကိုရိုးသားဆန်းပြပြီးနှဆိုင်လာတာပဲ။ဒါနဲ့စုအိမ်တော်ရဲ့ဒုတိယတခင်မလေးစုရန်ရောဘာလို့စာရွက်ပေါ်မှာဘာမှမရေးသေးတာလဲ။ရေမွေးနဲ့တာတိုင်တောင်ကုန်တော့မယ်။သူများတွေနဲ့မတူပဲနောက်ဆုံးမှအစွမ်းပြမလို့လား။စုရန်စိတ်ထဲကနေခေါင်းခါလိုက်မိတယ်။ဒုက္ခပါပဲ။ငါကဒီပွဲမှာအေးအေးဆေးဆေးပဲနေချင်တာပါဆိုမှငါစီကိုမီးစပြစ်ထည့်လိုက်ပြန်ပြီဇက်ပို့ရဲ့ကံကြမ္မာကဘာလို့ဒီလောက်တောင်ကန်ဆိုးရတာလဲဒီလူကဘာလို့ဒီနေရာထိလိုက်လာရတာလဲငါကိုမမြင်ပါစေနဲ့ဒီနေ့အားနေတာနဲ့စီကားလာတဲ့ပွဲတော်စီပျော်ပွဲရွှင်ပွဲလာကြည့်တာပါမင်းတို့ကြပြဆက်နေကြတာဆိုတော့ငါကိုတော်ကလည်းဒိုင်လူကြီးအဖြစ်ပါဝင်ပြီးစုချင်းငွေပို့တိုးပေးရတာပေါ့အရှင်မင်းသားတခင်မလေးအများစုကကြပြတွေဆက်တပြီးပါပြီဒါပေမဲ့စုအိမ်တော်ရဲ့ဒုတိယတခင်မလေးစုရွမ်းကတော့စာရွက်ပေါ်မှာစာတလုံးမှမရေးရသေးပါဘူးရှင်ငါကဒီနေ့ပွဲပြီးတာနဲ့အထုပ်ဆွဲပြီးထွက်ပြေးမလို့ပါဆိုမှအခုလိုမင်းသားကြီးရှိမှပေါ်လွင်သွားရင်ငါအစီအစဉ်တွေပြတ်ကုန်တော့မှာပေါ့အော်စုတခင်မလေးရဲ့စာရွက်ကိုယူခဲ့စမ်းငါကိုတော့တိုင်ကြည့်မယ်စာရွက်ပလာကြီးကိုမင်းသားကြီးလက်ထဲဒါပေမဲ့မင်းသားကြီးရဲ့ရန်ချင်းကစားရွက်ကိုကြည့်ရင်ရုတ်တရက်အံ့ဩဖွယ်ကြပြတစ်ပုဒ်ကိုရွတ်ဆိုပြလိုက်ပါတော့တယ်စုအိမ်တော်ရဲ့ဒုတိယတခင်မလေးစုရွမ်းကပထမစုရသွားပေမဲ့ဒီကြပြကတကယ်ရောသူ့ရဲ့ပါရမီဟုတ်ရဲ့လားအရှင်မင်းသားကြီးနောက်ထပ်ကြပြတစ်ပိုက်ထပ်မံရှင်ပြိုင်ခိုင်းတင်ပါတယ်လို့ချောင်းချင်းမိုကစိန်ခေါ်လိုက်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာပဲဒါဆိုလဲဒီတစ်ချိန်မှာတော့လောင်းကြီးတွေထပ်ပြီးရှင်ပြိုင်ကြတာပေါ့စုရွမ်းနင်စိတ်ကြိုက်တာရှင်ပြိုင်ခဲ့ရှုံးတာနိုင်တာခဏထားနောက်ွယ်မှာနင့်ကိုလာပြီးအတင်းဖြင်းပြောမဲ့သူမှန်သမျှကိုငါကိုယ်တိုင်သွားပြီးနှာခေါင်းရိုက်ကြိုးပြစ်မယ်ငါလဲမင်းကလေးဘက်ကပဲအပြည့်အဝထောက်ခံတယ်မင်းသားကြီးရဲ့ရန်ချင်းကတော့ရှောင်းချောင်းကိုတစ်ချက်ကြည့်လိုက်ပြီးစစ်သူကြီးငယ်ရှောင်းချောင်းကပါဒီမင်းကလေးကိုအထင်ကြီးနေတာဆိုတော့ငါကိုတော့လဲစုရွမ်းဘက်ကနေပဲလောင်းကြီးထက်လိုက်မယ်လို့မိန့်လိုက်ပါတော့တယ်ကြာပန်းရနံ့တွေလွင့်ပြေပြီးစောင်းဝအရေးရောက်လာချိန်ဝေးယုံပါကိုမတင်ရင်ဆက်လေထက်မှာတယောက်တည်းထွက်ခွာခဲ့မိတယ်အိုးအံ့ဩစရာပဲဒါကလွန်ခဲ့တဲ့နှစ်ပေါင်း10ခန်းအတွင်းကြုံတောင့်ကြုံခဲတွေ့ရတဲ့အမိုက်စားကြပြတစ်ပိုက်ပါပဲလားဒီနေ့ပန်းပွဲတော်ရဲ့အထက်တန်းစားပါရမီရှင်အဖြစ်စူးရွမ်းကိုပဲတတ်မှတ်ရပါတော့မယ်လို့ဝိုင်းဝန်းချီးမွမ်းလိုက်ကြပါတယ်ဒါဘာလို့ဖြစ်နိုင်ရတာလဲငါရိုးရိုးရှင်းရှင်းမျိုးတော်ရဲ့နမက်တပညာရှိပါဆိုမှမင်းသားကြီးရဲရန်ချင်းကတော့စူးရွမ်းကိုကြည့်ပြီးစိတ်ထဲကနေဒီမြေခွေးမလေးကအရင်ကထပ်ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါလားမိငါ့ကိုအရေးချင်းမရှိတဲ့အတုံးမကျသူလို့အမြဲနှိမ့်ချခဲ့တယ်ဒါပေမဲ့မိကအမအပေါ်ထားတဲ့ချစ်ချင်းမြတ်တာရဲ့တဝက်လောက်ကိုများငါအပေါ်ထားပေးခဲ့ဘူးလို့လားငါတခါတလေတကယ်မေးချင်မိတယ်ငါနဲ့အမရဲ့ထဲမှာဘသူကမိရဲ့သမီးရင်းလဲဆိုတာကိုပေါ့မင်းရိုင်းဆိုင်လာကြည်လားဒီလိုစကားမျိုးတွေကိုမင်းဘသူစီကတင်လာတာလဲမိသမီးကိုမျက်စိစူးနေတယ်ဆိုတာသမီးသိပါတယ်မိမျောလင့်နေတဲ့အတိုင်းမကြခင်မှာမိမျက်စိရှိကနေသမီးထာဝရပြောက်ွယ်ပေးပါမယ်အရှင်မင်းသားဒီနေ့ပန်းပွဲတော်မှာစုတခင်မလေးနိုင်ရအောင်အရှင်ကမင်းသားကြီးအမိန့်တစိပ်ပြားကိုပါလောင်းကြီးအဖြစ်ထုတ်သုံးခဲ့တာစွန့်စားလို့ရမကြဘူးလားရှင်စုတခင်မလေးသာရှုံးသွားခဲ့ရင်ငါကိုတော်ကသူ့ကိုနိုင်စေခြင်းမှတော့သူဘယ်တော့မှမရှုံးဘူးစုရွမ်းဟာအစီအစဉ်အတိုင်းအစီကံမလေးလီစီနဲ့အတူရွှေငွေရတနာတွေကိုထုတ်ပိုးပြီးစံအိမ်တော်ဤအနောက်ဘက်မြစ်ကြောင်းအတိုင်းလှေငယ်လေးတစ်စင်းနဲ့ခိုးထွက်ပြေးနေခဲ့ပါပြီလီစီငါတော့တကယ်ကိုလက်ပစ်ကူးတော့မရတော့ဘူးတခင်မလေးရေမရဘူးလေမြန်လေလော်မှရမယ်စံအိမ်ကလူတွေတခင်မလေးမရှိတာသိသွားရင်ချက်ချင်းလိုက်လာကြတော့မှာလီစီနင်ဘလို့လုပ်ပြီးလူကုန်ကူးတဲ့သူတွေရဲ့လှေပေါ်ရောက်သွားရတာလဲလှေပိုင်ရှင်တွေကတောင်ဘက်ကိုကုန်ပစ္စည်းပို့မလို့ပါတဲ့တို့နှစ်ယောက်ဒုက္ခရောက်နေတာမြင်တော့လှေကအခမဲ့နဲ့တင်ပေးမယ်ဆိုလို့ပါပိုတဲ့ပတ်စံနဲ့တခင်မလေးအတွက်ပဲခွေပန်းမုံတွေအများကြီးဝယ်ပေးမလို့စဉ်းစားထားတာသူတို့ကတို့ကိုရောင်းစားပြီးပတ်စံယူကြမယ်လို့ဘယ်သူသိမှာလဲမြန်ပြေးကမ်းပေါ်ရောက်ရင်တော်ပြီဖះเจ้าထဲမှာသွားပုံးပြီးအဖမ်းခံရတာကမှပြည့်တဲ့စားအိမ်ရောက်တာထက်ပိုကောင်းသေးတယ်အမှန်လေးတခင်မလေးဟိုမှာအလောင်းကြီးတလောင်းဘာလောင်းလဲတတိလစ်နေတာဖြစ်မှာပေါ့အိုးမသေးသေးဘူးပဲဒါပေမဲ့တေးဖို့တော့နီးနေပြီငါသူ့ကိုကယ်ရမလားမကယ်ရဘူးလားငါကိုယ်တိုင်တောင်လူကုန်ကူးသူတွေလက်ထဲကနေကင်းလွတ်အောင်မနှဲပြေးလာရတာလေငါကိုငါတော့မနှဲကယ်နေရတာသူ့ကိုဘလို့ကယ်နိုင်မှာလဲအင်းဒီလူကဇလန်းထဲမှာရက်ဆက်လုံးနဲ့ပြီးလိန်ကြီးပဲလူတွေကိုတက်ချင်တယ်လို့တက်ခဲ့တဲ့သူဒီတိုင်းဆိုမဖြစ်တော့ဘူးအဖျားတွေအလွန်တက်နေပြီဆရာဝန်တယောက်စီအမြန်ပြမှရမယ်တခင်မလေးလီစီသူ့ကိုကြောပိုးပြီးမြို့ထဲကဈေးကန်းစီခေါ်သွားပေးရမလားမဖြစ်ဘူးကြည့်ရတာဒီလူကရန်သူတွေရဲ့လိုက်လံလုပ်ကြံတာကိုခံရလို့ဒီလောက်ပြင်းထန်တဲ့ဓာတ်ဒဏ်ရာရထားတာမြို့ထဲကဈေးကန်းတွေမှာရန်သူတွေကင်းပုံးဝစ်ပြီးစောင့်နေလောက်ပြီးသွားရင်ငါတို့ပါပိတ်မိပြီးတေကုန်လိမ့်မယ်နင်မဲဈေးကန်းစီခိုးဝင်ပြီးဆရာဝန်တယောက်ကိုဒီနေရာစီခေါ်ခဲ့လိုက်ပါမလုပ်ပါနဲ့ငါမေတော်ကိုမတက်ကြပါနဲ့နော်မေတော်မင်းဘာလို့ဒီမှာရောက်နေတာလဲငါ့ကိုမာယာသုံးပြီးကူညီချင်းအောင်ဆောင်နေတာလား
လေအရှင်မင်းသားရဲ့ဒါကြီးကိုခဏဖယ်ပေးပါဦးဘာစကားပဲပြောအေးဆေးပြောကြတာပေါ့ရှင်နောက်မှမင်းရဲ့အလိမ်ညာစကားတွေကိုနားထောင်ဖို့စိတ်မရှိဘူးအရှင်မင်းသားကတကယ်ကိုကျေးဇူးမသိတတ်တဲ့သူပဲငါကအရှင်ကိုမြည်ရည်ထဲကနေမနှဲတက်လူပြီးဆွဲတင်ပေးခဲ့တာနော်နိုင်ပေါင်းများစွာလဲတညလုံးမအိပ်ပဲပြုစုပေးခဲ့ရတာအစိုးဆုံးကအရှင်အတွက်ငါရဲ့တထဲသေးသောဝိယုံတွင်ကိုခြုံပေးထားခဲ့ပြီးငါကတော့တညလုံးချမ်းခဲနေတာအခုတတိယလာတော့မှကျေးဇူးတင်ဖို့မပြောနဲ့ငါ့ကိုတတ်မလို့လုပ်နေတာလားတကယ်ပဲစေတနာမရှိတဲ့သူပဲ